ဒီနေ့ကလေတရုတ်စာလေ့လာနေတဲ့လူပေါ့နော်အခုမှစလေ့လာတယ်ဒါပေမဲ့လေ့လာနေရင်းနဲ့ပေါ့နော်စလုံးတွေကလည်းမရဘူးမမိဘူးစာရေးပဲလေ့လာရတာပြင်းတယ်တချင်းလေးတွေနဲ့လည်းလေ့လာချင်တယ်ဒါပေမဲ့လည်းတချို့တချင်းတွေကအရန်ခတ်တယ်မှတ်ရတာမလွယ်ဘူးပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ပေါ့နော်channel လေးတစ်ခုကိုတွေ့ထားတယ်ပေါ့နော်အဲ့ဒီ channel လေးကကြတော့လေဝင်ကြည့်လိုက်တဲ့အချိန်မှာတကယ်ကိုအရန်ကို ASK 1 2လောက်အနေထားနဲ့လေ့လာလို့ရတယ်စာသားလေးတွေကလည်းအဓိပ္ပာယ်ရှိတယ်တွဲထားတဲ့စကားလုံးတွေကလည်းလက်တွေ့မှာလည်းအသုံးများတဲ့စကားလုံးလေးတွေဖြစ်တယ်ပြီးတော့မှတ်လို့လွယ်အောင်တန်စင်လေးတွေနဲ့လည်းလုပ်ပေးထားတာပေါ့နော်အဲ့ဒါလေးတွေနားထောင်ပေးတယ်ဆိုရင်ပေါ့ဒီစကလုံးလေးတွေကလည်းဟိုမှတ်မိတဲ့မှတ်မိလွယ်မယ်ပြီးအုံနောက်ထဲမှာလည်းဆွဲကြံနေခဲ့မယ်ပေါ့နော်အဲ့ဒီ channel လေးကိုနော်ဒီအပေါ်မှာပေါ့နော်ဝင်ပြပေးထားတယ်နော်အဲ့ channel လေးကိုတွားပြီးတော့နားထောင်ကြည့်ကြည့်ပါဒီနေ့ပေါ့နော်老师လည်းအဲ့တချင်းတစ်ပုတ်ကိုအရန်သဘောကျတယ်အဓိပ္ပာယ်လည်းရှိတယ်ပေါ့နော်အဲ့ဒါတော့ခွာနေယုံနေလားမသိဘူးပေါ့နော်Happy New Year နေ့မှာအနေနဲ့ရှိတယ်ပေါ့အဲ့တချင်းလေးလည်းအရန်ကောင်းတယ်ပေါ့နော်နားထောင်ကြည့်ပါတခြားစာတချင်းလေးတွေလည်းတကယ်ကိုပေါ့နော်အခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်အများကြီးအသုံးဝင်တယ်ပေါ့နော်